ဒါတွေကတော့ကိုင်းနေညံ့နေဒီနေ့နှစ်ချက်တွင်သွားဒါစားဝေတော့ဒီတဘူးတစ်နေ့တစ်ပါးတဘူးပဲတော့တာဒီမဲ့ကိုရေတန်းရှိတယ်လေဒါပဲတော့တာဒါပေမဲ့ရေတွန်းကတော့ရေတွန်းကြီးကန့်သွားတယ် ဘာဖြစ်လို့ ဒီငလေးကြောင့်ခုနတောင်းကြမယ်ရေတွန်းက ဒီကြောလွဲ ရေကျော်လွဲမကတော့ပိုက်ကတခြားခုတခြားဖြစ်သွားအဲ့ဒါတော့ဒီဘာတော့ဒီငယ်ကြီးငိမ်မရေကျော်ပြန်ချာ ဒီမငင်းသေးဘူးလားမမေးသေးဘူးလား မလို့တော့မလို့မင်းလို့မပြခုမှမရတော့ ဘယ်လိုလောက်လောက်သွားတယ် အသေးတရားပြောသွားတယ်မနေ့ကဟောလာအိမ်နာမောင်အိမ်နာသေးရလားဒေါက်တာအိမ်နာသေးရမောင်အိမ်နာသေးရလားပုံကြီးထဲအသေးတရားကြည့်ပြီးဟာဟုတ်ကဲ့လားလို့မနေ့ကဒေါက်တာအိမ်နာသေးရလားအဲ့ဒါပတ်ကြရတဲ့ဟိုတဲထဲပါတယ်ဆိုတော့ကြီးကဒီလူတော်ခိုင်းနေတယ်အသေးထဲရပတ်ကြရတဲ့ကမင်းတို့တွေအဲ့သူတို့ရိုးလေဒီနေ့မှာတဲ့9ခွက်ဆို10ခွက်သူလားစကင်းနဲ့ချိုးရတာတဲ့သူတို့ထောက်တာတွေနော်ဒေါ်လာလိုပဲဒီမှာ3ခွက်သူတို့လောင်းရင်တက်တာတိုင်းဟမ်အဲ့လိုဦးသိမ်းလိုက်တာမရေမရှိဘူးရေဒုက္ခတခုပဲကျန်တဲ့ဟာတော့အကုန်ပြည့်စုံတယ်ဒီလိုမှချိုးရပါတော့ရတော့ဟုတ်လားချိုးရလို့လားအဲ့ဒါကဘူးနဲ့2လသူလူးမှာလူနော်ရောက်ပြီ